ကိုခရစ်ယာန်ငယ်အဖြစ်ပြောင်းလဲဖို့ရန်အရန်ပဲလိုအပ်နေပါပြီဗျာနိုင်ငံကိုယေရှုဘုရားကအရန်ပဲရှစ်ပါတယ်နိုင်ငံမှာပထမဦးဆုံးယုံကြည်သူဖြစ်လာတာကတော့ဦးနောတို့ဦးတာလာတို့ဦးကွေးတို့ဦးမြတ်ရာတို့ဦးရွှေပါတို့ဦးကွေးတို့ဒေါ်မင်းကလေးတို့ဗမာလူမျိုးတွေပဲဖြစ်တယ်ဗျာဆရာကြီးယူဒရန်ကမြန်မာပြည်ကိုခရစ်တော်နိုင်ငံပြည့်စေချင်တာဖြစ်တယ်ဆရာကြီးယူဒရန်ကမြန်မာနိုင်ငံကိုဗမာလူမျိုးတွေကိုပို့ပြီးတော့မှခရစ်တော်ကိုသိစေချင်တယ်ဗမာတွေကိုဖတ်ရှုဖို့ရန်အတွက်အကောင်းမွန်ဆုံးနှုတ်ကပတ်တော်ကိုဘာသာပြန်ပေးခဲ့တယ်ကျွန်တော်တို့ဦးနေဝင်းရဲ့လက်ထက်ကိုရောက်တဲ့အခါမှာဗမာလူမျိုးတွေယေရှုကိုမယုံကြည်ရဘူးမကိုးကွယ်ရဘူးဆိုပြီးတော့မှတခြားသောဘာသာတစ်ခုကိုနိုင်ငံပိုင်ဘာသာအဖြစ်သတ်မှတ်တယ်ယုံကြည်သက်ဝင်တဲ့ခရစ်ယာန်တွေကိုထောင်ချတယ်အဲ့ဒါနဲ့ယေရှုခရစ်တော်ဘုရားရဲ့ဧဝံဂေလိသတင်းစကားကရှင်းတောင်တန်းတွေကရှင်တောင်တန်းတွေကရားပြည်ဘက်တွေကရင်ပြည်ဘက်တွေကိုနှံ့ပြန်သွားတယ်ရောက်ရှိသွားတယ်ဥစွာပထမကျွန်တော်တို့ဗမာတွေကိုယေရှုဖခင်ကဗမာတွေကိုကောင်းချီးပေးခြင်းတယ်ယခုအချိန်မှာဗမာတွေမြောက်များစွာကယေရှုဆိုတာငါတို့နဲ့မသက်ဆိုင်ဘူးလို့ပဲထင်နေကြတယ်ယေရှုဆိုတာအစားတရဆိုတော့ကမနို့ခရစ်ယာန်ဘာသာတွေကတကယ်တမ်းမနို့ဘာသာကိုလေဖခင်ကမောင်းအောင်လုပ်ရမှာမဟုတ်မနို့ကိုယ်တိုင်ကမောင်းအောင်လုပ်နေရနော်ဘာသာတွေငါတို့မြန်မာနိုင်ငံမှာဘာသာရေးလေးမျိုးရှိတယ်ကွာနော်ငါတို့ဗုဒ္ဓဘာသာရှိမယ်အစ္စလာမ်ရှိမယ်ဟိန္ဒူရှိမယ်ခရစ်ယာန်ရှိမယ်ပေါ့ကွာမလို့ခရစ်ယာန်လူမျိုးတွေကဘာသာတွေကမြန်မာနိုင်ငံမှာစောင်းကြွအောင်နဲ့ဖင်ရဆုံးနော်ဖင်ရဆုံးတောင်ကျောင်းမြောက်ပြောနေနော်အများဆုံးတိုက်ခိုက်လဲမလို့ကောင်တွေကဗုဒ္ဓဘာသာကိုတိုက်ခိုက်တာကပိုများတယ်နော်ကျွန်တော်အများကြီးမပြောချင်တော့ဘူးကွာမလို့မနေချင်းဒီနိုင်ငံကြီးထွက်သွားလိုက်မလို့ခရစ်ယာန်ဘာသာဝင်တွေအကုန်လုံးနော်အဲ့လိုပြောင်းပြရမှာပါလို့ဒါဗုဒ္ဓဘာသာအများဆုံးနေတဲ့မြန်မာနိုင်ငံအဲ့ဒါပြောမယ်ကွာ